နယ်သာလန်တို့၏တကိုးဖြင့်သမိုင်းဝင်နိုင်ပွဲနှင့်ဘရိုဘီ၏ခြေစွမ်းပြမှုနယ်သာလန်နှင့်ဆွီဒင်တို့၏ပွဲစဉ်မတိုင်မီကဆွီဒင်၏တိုက်စစ်မှုနှစ်ဦးဖြစ်သောအီဆက်အဇက်နှင့်ဂျိုဂရက်စ်တို့ကိုမည်သို့အကောင်းဆုံးအသုံးချမည်ကိုသာလူအများစိတ်ဝင်စားခဲ့ကြသည်သို့သောဟူစတန်မြို့တွင်ကစားခဲ့သည့်ပွဲစဉ်တွင်နယ်သာလန်တိုက်စစ်မှုဘရိုင်ယန်ဘရိုဘီကထူးချွန်စွာခြေစွမ်းပြနိုင်ခဲ့ပြီးဂိုး2 ဂိုးသွင်းယူပေးခဲ့သည်ဘရိုဘီ၏ဂိုးများအပြင်ကိုဒီကက်ပိုက2 ဂိုးနှင့်ခရိုင်စင်စီရိုဆမ်မာဗီက1 ဂိုးစီသွင်းယူခဲ့ကြပြီးနယ်သာလန်အသင်းက1 ဂိုးဖြင့်အနိုင်ရရှိခဲ့သည်နယ်သာလန်အသင်းတွင်ခန်းစစ်နှင့်ကွင်းလယ်ပိုင်းတွင်အားကောင်းသော်လည်းဂိုးသွင်းနိုင်သည့်တိုက်စစ်မှုမရှိဟုသတ်မှတ်ခံထားရသော်လည်းယခုပွဲတွင်ဘရိုဘီကတိုက်စစ်မှု၏ဂိုးသွင်းဗီဇကိုပြသနိုင်ခဲ့သည် Somerville driving at the heart of that Sweden back line, feeding Gakpo. He's got one already. He's got two now. ဆွီဒင်အသင်း၏အခြေအနေနှင့်နီးပြပေါ်တာ၏ပြောင်းလဲမှုများဆွီဒင်အသင်းသည်နီးပြဂရေဟမ်ပေါ်တာ၏လက်အောက်တွင်တိုက်စစ်မှု2 ဦးကိုပိုင်ဆိုင်ထားသော်လည်းအသင်း၏ခံစစ်ပိုင်းမှာအားနည်းချက်များစွာရှိနေသည်ပထမပိုင်းရေတပ်ဖြည့်တင်းချိန်တွင်နီးပြပေါ်တာက9-3 ကစားကွက်မှ4-3 ကစားကွက်သို့ပြောင်းလဲခဲ့ပြီးနောက်ဂျိုဂရက်စ်၏ခြေစွမ်းပိုမိုထက်မြက်လာကအခွင့်အရေးများဖန်တီးနိုင်ခဲ့သည်သို့သောဆွီဒင်ခံစစ်မှမူအလွန်အားနည်းခဲ့ပြီးအတလန်တာနောက်ခံလူအစ်မတ်ဟီယန်မှာနယ်သာလန်တိုက်စစ်ကိုထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေပွဲစဉ်အနှစ်ချုပ်နယ်သာလန်အသင်းသည်အိမ်ကွင်းကဲ့သို့အားပေးမှုများရရှိခဲ့ပြီးနယ်သာလန်ဖွားပရိသတ်ကိုတူညခန့်တက်ရောက်အားပေးခဲ့ပွဲစကတည်းကစိုးမိုးကစားနိုင်ခဲ့သည်နီးပြကိုမန်း၏ဘရိုဘီကိုပွဲထွက်စေသည့်ဆုံးဖြတ်ချက်မှာအောင်မြင်ခဲ့ပြီးပွဲချိန်6 မိနစ်မှာပင်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်ဒုတိယပိုင်းတွင်ကက်ပိုကနောက်ထပ်ဂိုး2 ဂိုးထပ်မံသွင်းယူခဲ့ပြီးနယ်သာလန်အတွက်အရေးပါသောအောင်ပွဲကိုရယူပေးနိုင်ခဲ့သည်အန်တိုနီအီလန်ဂါကဆွီဒင်အတွက်1 ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်းဆမ်မာဗီကပစ္စမဂိုးသွင်းယူပေးခဲ့၍နယ်သာလန်ကအနိုင်ရရှိခဲ့သည်အဆုံးသတ်တွင်နီးပြ2 ဦး၏ဆုံးဖြတ်ချက်များကပွဲရလဒ်ကိုအဆုံးဖြတ်ပေးခဲ့ပြီးကိုမန်း၏ကြိုတင်ပြင်ဆင်မှုကပိုမိုထိရောက်ခဲ့သည်